အောင်းမိမယ်လေကောင်းနေစေဖြစ်တဲ့မင်းသားကြီးဂျီကီရှန်နဲ့အာနုတို့ပါဝင်ရိုက်ကူးလာတဲ့အချိန်ကားကြီးကိုကြည့်ပြကြပြီလားဒီကားထဲမှာဂျီကီရှန်တို့တားပါတွေကမော်စရာတွေပြစ်ကြပြီးတော့သူတို့တွေကဒီငကားပြင်းကြီးတင်းဆဲထားတဲ့မော်လပတ်ကြောက်တွေကိုဒါတွေကြီးပြန်နေမြောက်ဝေရတဲ့အလုပ်ကိုလုပ်ရတာပေါ့ကွာဖြစ်ချင်တော့ဒီနေ့မှာဆုံးမရီတယောက်ကဒီငကားပြင်းကြီးကိုအိမ်မွေးချလာပြီးဒီမော်စရာရဲ့သမီးဖြစ်သူကိုဖားတီးသွားတယ်နောက်ပြီးတော့ဒီဂျီကီရှန်ကိုလည်းထောင်ထဲကိုထည့်ထားလိုက်တယ်ပေါ့ကွာဒီထောင်ထဲမှာကဂျီကီရှန်အတွက်ခြားတန်ညနေဘုံဆိုတာလည်းတင်တယောက်လည်းရှိတယ်သူတို့တွေကိုစောင့်ကြည့်နေတဲ့လူကထောင်မှုအာနုပဲဖြစ်တယ်ပေါ့ကွာတစ်ဖက်မှာလည်းဒီဆုံးမကြီးကမော်စရာကြီးလာတာဆိုတော့ရွာသားတွေကိုညီမတို့နဲ့ညီမနှိမ့်ဆက်ပြီးညှက်ထုတ်နေတယ်ဒါကြောင့်ဒီမော်စရာရဲ့သမီးဖြစ်သူကသူ့ဖြစ်ကိုပြန်လဲကြတယ်ဖို့လည်းကြိုးစားပါလေကွာဒလန်လေးရဲ့ဆုံးတဲ့မှာဒီမော်စရာအိဒီနဲ့ခြုံခံနေတဲ့လွတ်မြောက်နိုင်မလားနောက်ပြီးတော့သူ့ရွာလေးကိုဒီနှိမ့်ဆက်နေတဲ့ဆုံးမကြီးရတယ်ပြန်လဲကြတယ်မလားဆိုတော့ဟိုကျွန်တော်စိတ်ဝင်နေတာကြည့်ရှုရမယ်အချိန်ကောင်းကြီးပဲဖြစ်ပါလေကြာဒီကားလေးကဟောင်းမိမယ်လေကောင်းနေသေးဖြစ်ပြီးတော့မိတ်ဆွေကမော်စရာတွေပါပြီးမိုင်စားချင်ကားကိုပါကြိုက်တယ်ဆိုဒီကားလေးကိုကြည့်ပြပါလေကြာဒီကားလေးရဲ့စာလို့ကိုချင်းတော်ဝါမြန်မာစာနဲ့သွားပြီးတော့ကြည့်ရှုရနေပါလေစိတ်ဝင်နေယူရပဲ comment လေးနဲ့ဝင်ကြည့်ရတယ်တော်တော်ပါဆိုနေတယ်ဘာမှရှိတဲ့နေရာနဲ့ဘာကြည့်လို့လဲပါလို့ပါလေအကယ်မိတ်ဆွေကဘယ်ဒီနေ့မှမကြည့်တော့ဘူးဆို comment ပါ high ခဲ့ပြီးတော့ကျွန်တော် channel လေးတက်ချပေးပါဗျာကျွန်တော်လည်း channel ကဒီလိုပဲဖြစ်ပါလေအဆုံးထိကြည့်ရှုပြီးတဲ့တရားရှင်ကိုကျွန်တော်ကျေးဇူးတူတူရှိပါတယ်ဗျာ